မင်္ဂလာပါအရိုးရာကတသိန်းကနေစမယ့်အနာဂတ်အကြောင်းကိုပြောပြပေးပြီးသွားပြီဆိုတော့ဒီကနေ့မှာတော့တသိန်းကနေဘာလို့ရှင်းမတက်နိုင်ကြတာလဲဆိုတော့ရှောင်ရမယ့်အမှားသုံးချက်ကိုပြောပြပေးပါမယ်လူတော်တော်များများကငွေတသိန်းနဲ့စီးပွားရေးစတင်နိုင်ခဲ့ကြပါတယ်ဒါပေမဲ့တချို့ကအဲ့ဒီတသိန်းကနေ10သိန်း100ဖြစ်အောင်တက်လန်းသွားနိုင်ချိန်မှာဘာလို့တချို့ကတော့အဲ့ဒီနေရာမှာလဲထွက်နေကြတာလဲဒီနေ့မှာတော့အဲ့ဒီအတားအဆီးတွေကိုအတူတူရှာဖွေကြည့်ရအောင်နံပါတ်1အနေနဲ့ကတော့အမျက်ကိုငုံဖို့အဖြစ်သတ်မှတ်ခြင်းအဲ့ဒါကတော့ပထမဆုံးအမှားပဲဖြစ်ပါတယ်အမျက်ကိုဝင်ငွေလို့ထင်တာပါတသိန်းရင်းလို့2000မြတ်ရင်အဲ့ဒီ2000ကိုအပြောအပါအတွက်ဖြစ်ဖြစ်မုံဖို့အတွက်ဖြစ်ဖြစ်သုံးဖြစ်တတ်ကြပါတယ်တကယ်တော့အဲ့ဒီအမျက်ကသင်စီးပွားရေးရဲ့မျိုးစေ့လေးပါအဲ့ဒီမျိုးစေ့လေးကိုပြန်မဆိုင်ဖဲစားပြစ်လိုက်ရင်သင်လုပ်ငန်းကဘယ်တော့မှကြီးထွားလာမှာမဟုတ်တော့ပါဘူးနံပါတ်2အချက်ကတော့စိတ်ရင်းအင်းမရှိခြင်းပါခေါင်းထဲမှာပဲစိတ်ရင်းရှိတာဘယ်လောက်ဖို့ရောက်ရလဲအရှင်းကဘယ်လောက်လဲအပို့ကုန်ကြစိတ်ကဘယ်လောက်လဲဆိုတာကိုသေချာမမှတ်ထားတဲ့အခါမှာလက်ထဲမှာငွေရှိနေပေမဲ့အရှင်းတွေကပါသွားတာလားမြက်လားဆိုတာမကွဲပြားတော့ပါဘူးစိတ်ရင်းမရှိတဲ့စီးပွားရေးဟာမျက်စိမှိတ်ပြီးလမ်းလျှောက်နေရတဲ့အတူတူပါပဲနောက်ဆုံးတစ်ချက်ကတော့စိတ်မရှိခြင်းပဲဖြစ်ပါတယ်ချက်ချင်းကြီးပွားခြင်းတာမျိုးပြောတာပါတသိန်းရင်းပြီးနောက်လာမှ10သိန်းကျော်မြင့်ချင်တာမျိုးပြောတာပါစီးပွားရေးဆိုတာအချိန်ပေးပြီးပြိုးထောင်ရတဲ့အပြင်တပင်မှာအရင်းနေတဲ့အခါမှာအချိန်နဲ့လှုပ်အားကိုပို့ပြီးတော့ရှင်းရပါတယ်ဂျာကိုစိတ်မရှိဘဲနဲ့ဖြက်လန်းလိုက်မိတဲ့အခါမှာရှိတဲ့အရှင်းမှာပြုတ်သွားတတ်ပါတယ်အောင်မြင်မှုဆိုတာကကံတရားတသက်မဟုတ်ဘဲနဲ့စနစ်တကျထိန်းသိမ်းမှုရဲ့ရလဒ်ပါသင်ရောအခုစတင်နေတဲ့စီးပွားရေးမှာဘလို့အခက်အခဲတွေကြုံနေရလဲဒါမှမဟုတ်ဘာကြောင့်ရှင်းမတက်နိုင်ဘူးလို့ထင်လဲကွန်မန့်လေးမှာဆွေးနွေးသွားကြပါအောင်ရှင်နားဆင်ပေးလို့ကျေးဇူးတင်ပါတယ်နော်